လူတွေကသူတို့မသုံးတဲ့ပစ္စည်းတွေကိုဘာကြောင့်ဝယ်ကြတာအခါတလေမှာလူတွေရဲ့ပစ္စည်းတွေကိုသုံးဖို့ဝယ်တာမဟုတ်ဘူးအနာဂတ် version ကိုဝယ်ကြ gym membership တွေသွင်းတယ် online course တွေစရင်သွင်းတယ်မဖက်ဖြစ်မဲ့စာအုပ်တွေဝယ်တယ်လူတွေက product ကိုဝယ်တာမဟုတ်ပဲသူတို့ရဲ့ပို့ပြီးတော့ကောင်းတဲ့ version ကိုဝယ်တာဖြစ်ပါတယ်ပို့ပြီးတော့ကျန်းမာတဲ့ version ပို့ပြီးတော့ smart ကြတဲ့ version ဘဝမှာပို့ပြီးတော့အဆင်ပြေတဲ့ version အဲ့ဒီ version တွေကိုဝယ်တာဖြစ်ပါတယ်တကယ်ဖြစ်လာဖို့ဆိုတာက effort လိုပါတယ်အဲ့တော့လူရဲ့အုံနောက်ကအရန်လွယ်တဲ့ process ကိုအရင်လုပ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ product ကိုဝယ်လိုက်တာပါဥပမာကျွန်တော်တကယ်ကို healthy ဖြစ်တဲ့ခန္ဓာကိုယ်ရဖို့ဆိုတာက gym ဆော့မှရမှာဒါပေမဲ့ gym membership ဝယ်လိုက်တဲ့အချိန်မှာဘယ်လိုခံစားရလဲဆိုတော့ငါတော့ပို့ပြီးတော့ကျန်းမာတော့မယ်ငါတော့ပို့ပြီးတော့တောင်းတောင်းပြောင်ပြောင်ကြီးဖြစ်တော့မယ်အဲ့ဒီခံစားချက်ကိုကျွန်တော်တို့ကဝယ်ကြတာဖြစ်ပါတယ် marketing လုပ်နေတယ်ဆိုရင် product တွေကိုမရောင်းပါနဲ့ကိုယ့်ရဲ့ customer တွေဖြစ်ချင်လာတဲ့သူတို့ရဲ့ version တွေကိုရောင်းပါ